ကျွန်တော်ဒီဗီဒီယိုမှာကားတော့ပေါ့နော် graph 9200အပင်1000ကျော်စိုက်ထားတဲ့ဗီဒီယိုလေးပေါ့လေနော်ဒီညီလေးကြတော့အသက်က25နှစ်ဝန်းကျင်ပဲရှိသေးတယ်ဗျာစပိန်ကတော့ပေါ့တဖြည်းဖြည်းပါလာတာပေါ့လေပါလာတော့ဒီကျွန်တော်တို့အလေတောက်လျှောက်ပါလာတာပေါ့လေနော်ပါလာတော့ကျွန်တော်တို့စပိန်စိုက်မယ်လို့ကျွန်တော်စီခံဝင်လာပြီးတော့လာဆွေးနွေးတာပေါ့နော်လာဆွေးနွေးတော့ကျွန်တော်တို့ကဒီစိုက်မဲ့နေအောင်ကျွန်တော်တို့တွက်ချက်လိုက်တယ်ဗျာတွက်ချက်လိုက်တော့လိုအပ်တာကတော့grad 9000ပေါ့နော်ဒီရှိတပိုင်းဝင်ကြတော့ကျွန်တော်တို့60 grad per centimeter square နဲ့စိုက်မယ်အလေတပိုင်းကတော့ကျွန်တော်တို့ဒီ40 grad per centimeter square နဲ့စိုက်မှာပေါ့အထူးအပါအလိုမျိုးရွေးချယ်လိုက်တာပေါ့ဗျာကျွန်တော်မှန်းတာတော့နှုတ်ရင်တော့ဒီကျွန်တော်တို့grad 4000ဝန်းကျင်ပဲရနိုင်မှာပေါ့လေကျွန်တော်တို့မှန်းလာတာပေါ့နော်ဖြစ်ချင်တော့အဲ့တဲ့ရဲ့ဒိုနာ area အဆင်ပြေတယ်ဗျာအဆင်ပြေတော့ကျွန်တော်နှုတ်လိုက်တော့ grad 9200ဝန်းကျင်ရပါတယ်ခင်ဗျာအပင်အရေးအတွက်နဲ့ဆိုရင်တော့1000ကျော်ဝန်းကျင်ပေါ့လေနော်1000ကျော်ရပါတယ်ခင်ဗျာကျွန်တော်ဒီပုံကြပေါ့နော်ကျွန်တော်စပင်ဆိုင်မဲ့ area ပေါ့လေနော်ကျွန်တော်တို့စပင်တွေကနှုတ်ပြီးတော့grad အများကြီးရတယ်ဆိုတော့လေကျွန်တော်တို့ဆိုင်မဲ့ area ကိုလက်တလုံးဝန်းကျင်တော့ကျွန်တော်တို့ရှေ့တူလိုက်ပါတယ်ခင်ဗျာဆိုင်ကျွန်တော်လက်တလုံးဝန်းကျင်တော့ကျွန်တော်တူးလိုက်တယ်လက်တလုံးဝန်းကျင်တူးလိုက်တယ်ဆိုတော့ graph ကဗျာရှေ့မှာပြန်ဆက်မယ် graph 1000လုံးဝန်းကျင်တော့ကျွန်တော်တို့ပြန်တုံးလိုက်တဲ့သဘောပေါ့လीเนาะဆိုတော့ပူအဆင်ပြေရောပေါ့ငကို hairline နဲ့ဆိုင်ဒီ hairline ကတော့အဲ့တဲ့နဲ့ပူလိုက်တာပေါ့လीเนาะတခုအဆင်ပြေတာတော့လေကျွန်တော်စီလာတဲ့ဧည့်သည်တွေကပေါ့နော်ကျွန်တော်ကိုဆရာစစ်တိုင်းချလုပ်ပြီးပါဆိုတော့လေကျွန်တော်ကပူပြီးတော့အဆင်ပြေတာပေါ့နော်ကျွန်တော်စစ်တိုင်းချကျွန်တော် hairline ဆွဲလိုက်တယ်စစ်တိုင်းညာလုပ်လိုက်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်တို့ graph 9200အပင်1000ကျော်စိုက်ထားတဲ့ reset ပါခင်ဗျာကြာချိန်ကတော့ဘယ်လောက်ကြာလဲဆိုတော့နှုတ်တဲ့ချိန်ကတော့1နာရီခွဲကြာပါတယ်ခင်ဗျာပြန်စိုက်တာကြတော့2နာရီလောက်ကြာပါတယ်ခင်ဗျာဒီကျွန်တော်တို့ channel ဖောက်ထားနဲ့ပြန်ထည့်ထားဆိုရင်စုစုပေါင်းပေါ့နော်အဲ့လိုဆိုတော့စုစုပေါင်း4နာရီဝန်းကျင်လောက်ကြာပါတယ်ခင်ဗျာဒီ reset လေးပါခင်ဗျာအဲကြောင့်ကျွန်တော်စီမှာဆိုရင်တော့မွေးနေ့မှမရှိဘူးဆိုရင်တော့ကျွန်တော်စီခံမှာလာရောက်ပြီးတော့ပူတောင်းမှုခံယူလို့ရပါတယ်ခင်ဗျာကြာချင်းကလည်း4နိုင်5နိုင်ပဲကြာတယ်ဆိုတော့လေနော်